Telegram မှာ mining game လေးတွေဆော့ပြီးတော့မှတွန်ပွိုင်တွေ free ကောင်းစင်းနေတဲ့ browser တို့အတွက်ဒီမှာကျွန်တော်တွန်ပွိုင်တွေအခုချိန်လေး free ပေးနေသေးတဲ့ပေါ်လေးတစ်ခုကိုမိတ်ဆက်ပေးပါမယ်ဆိုတော့ဒီဘောကလည်းထွက်လာတာနည်းနည်းတော့ကြာပြီဒီဘောမှာတစ်ခုကောင်းတာကလည်းကျွန်တော်တို့တွန်ပွိုင်တွေပြန်ထုတ်တဲ့အခါမှာ refer ချတရားလူချတရားလုံးဝမလိုပါဘူးအဲ့ဒါကြောင့်မို့လဲအခုချိန်လေးကစားတဲ့လူတွေများပြီးတော့မှအမှန်တန်ကိုထုတ်လို့ရတဲ့ game လေးတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်အဲ့အကောင်လေးကိုဘယ်လိုကစားရမလဲဒီတွန်ပွိုင်လေးအောင်ဘယ်လိုလုပ်ရမလဲဆိုတော့အသေးသေးရှင်းပြပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေကကျွန်တော်ရဲ့ Telegram channel ကို join ထားတဲ့ဆိုရင်ကတော့ Telegram channel မှာဒီဘောရဲ့ link ကိုသင်ပေးပြီးသားဖြစ်ပါတယ်တကယ်လို့အခုမှဒီဗီဒီယိုကိုကြည့်ရလို့ဆိုရင်တော့ဒီဗီဒီယိုရဲ့ comment မှာကျွန်တော်အဲ့ဒီဘောရဲ့ link လေးကိုချထားပေးပါမယ်ကျွန်တော်တို့ link ရဲ့ကိုတစ်ချက်ဝင်လိုက်ပါမယ်စသဝင်တဲ့အခါမှာတော့ Telegram ဂိမ်းတွေရဲ့သဘောတရားအတိုင်းပဲနည်းနည်းလေးကြာတတ်ပါတယ်လုံးဝမဝင်လို့မရအောင်ဆိုရင်တော့ VPN လေးခံပြီးတော့မှဝင်ပေးလိုက်ပါနော်ဆိုတော့ဒီ game ထဲမှာကကျွန်တော်တို့ကတွန်ပွိုင်ရမယ့်နေရာ2နေရာရှိတယ်ပထမတစ်နေရာကတော့ဒီအန်ကာလေးခောက်ပြီးတော့မှတွန်ပွိုင်လေးရှာအားမှာပဲဖြစ်ပါတယ်ဆိုတော့အန်ကာခောက်လိုက်မယ်အန်ကာခောက်လိုက်ပြီဆိုရင်ဒီပေါ်လာတယ်ဆိုရင်ဒီဘေးကကိုကျဲတဲ့ကောင်လေးတစ်ခုခုရွေးပြီးတော့မှနှိပ်လို့ရတယ်ကျွန်တော်တို့ဒီဘောဒီကောင်လေးကိုရွေးလိုက်မယ်ပြီး okay ကိုနှိပ်လိုက်မယ်ဒါလေးတွေကကျွန်တော်တို့ crypto လေးတွေရရှိတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အန်ကာခောက်လိုက်တဲ့အခါမှာဒီကောင်လေးတွေပေါ့နော်ဒီကောင်လေးတွေပေါ်ကျသွားပြီဆိုရင် Python တပွဲ play ရပါတယ်ဒီ play ရတာလည်းကျွန်တော်တို့ play ရတာမဟုတ်ဘူးသူကသူ auto play သွားတာပေါ့နော်အဲ့လိုမျိုး play ပြီးလို့ရှိရင်ကျွန်တော်တို့ crypto လေးတွေရပါတယ်ရတဲ့ crypto တွေပြန်မှကြည့်ရမလဲဆိုရင်ဒီမှာအိမ်ပုံစံလေးပါတယ်ပေါ့နော် exchange ဆိုတဲ့အိမ်ကြီးရှိပါတယ်အဲ့အိမ်လေးကိုနှိပ်လိုက်မယ်ဒါတော့ကျွန်တော်တို့ရရှိထားတဲ့ crypto လေးတွေပေါ့နော်ဒီမှာ crypto လေးတွေဒီဘားတန်းလေးက100ပြည့်ပြီဆိုရင်ကျွန်တော်တို့က1တွန်ရမှာပဲဖြစ်ပါတယ်ဒီမှာဒါလေးတွေပြည့်အောင်ကျွန်တော်တို့ကအန်နာလေးတွေခောက်ပြီးတော့မှရှာပေးရမှာပဲဖြစ်ပါတယ်ဒါကတော့တွန်ပိုင်ပရမရမယ်နေရာပဲဖြစ်ပါတယ်ဒုတိယတွန်ပိုင်ရမယ့်နေရာကျတော့ကျွန်တော်တို့ဒီဘက်စာမျက်နှာကိုပြန်ထွက်လိုက်ပါမယ်ဒီစာမျက်နှာကိုရောက်ပြီဆိုရင်ဒီကောင်လေးတွေကိုတစ်ချက်ဝင်လိုက်ပြီပေါ့နော်ဒီကောင်လေးကိုဝင်လိုက်ပါမယ်ဒီကောင်မှာအခုချိန်ဒီတွန်ပိုင်တွေပေါ်လောပြီးနေတာကတော့ဒီနေရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ mining ဆိုတဲ့ဒီ2လေးထမ်းထားတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာ mining စပြီးတော့မှလုပ်မယ်ပေါ့နော်ဒီမှာ mining လုပ်ပုံလုပ်ပြီးက2မိနစ်တခါ ADF ဝင်ကြည့်ပေးရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ကြည့်ပေးလိုက်ပြီဆိုရင်အခုလိုမျိုးတွန်ပွိုင်လေးဒီအောက်မှာရောက်လာမှာပဲဖြစ်ပါတယ်ဒီဘားတန်းလေးပြည့်သွားပြီဆိုရင်ကျွန်တော်တို့ကထုတ်လို့ရမှာပဲဖြစ်ပါတယ်ကိုကတကယ်လို့အချိန်ပေးနိုင်တဲ့လူဆိုရင်တော့ဒီရက်ကို3ခါနဲ့4ခါထိထုတ်လို့ရမှာပဲဖြစ်ပါတယ်ဘယ်လိုထုတ်ရမလဲဆိုရင်ဒီအောက်မှာကိုယ့်ရဲ့တုံကြီးပါနဲ့ချိတ်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ချိတ်ပြီးသားဖြစ်တယ်လို့ချိတ်မပြတော့ပါဘူးတကယ်လို့မချိတ်ရသေးဘူးဆိုရင်နှိပ်ပြီးတော့မှတုံကြီးပါလေးကိုနှိပ်လိုက်မယ်ဆိုရင်ချိတ်ပြီးသားဖြစ်သွားမှာပဲဖြစ်ပါတယ်ဒီဘားတန်းလေးပြည့်သွားပြီဆိုရင်ကျွန်တော်တို့က 0.01 တွန်ကိုထုတ်ရမှာပဲဖြစ်ပါတယ်ထုတ်ဖို့ဆိုရင်ဒီ withdraw လေးကိုတစ်ချက်နှိပ်ပြီးတော့မှထုတ်ရင်ရပါတယ်အဲ့တော့ကျွန်တော်တို့ကတွန်ပွိုင်တွေကိုစုထားခြင်းနဲ့မထုတ်ချင်ဘူးဆိုလို့လည်းမရပါဘူးသူက 0.01 တွန်ပြည့်တာနဲ့တန်းပြီးတော့မှထုတ်ပေးရမှာပဲဖြစ်ပါတယ်တကယ်လို့မထုတ်ပေးဘူးဆိုရင်နောက်နေ့ဒီမှာဆက်ပြီးတော့မှ mining လုပ်လို့မရပါဘူးအဲ့တော့ကျွန်တော်တို့အဓိကအပေးတန်းလို့ဖြစ်တဲ့ဒီ mining လေးကိုကိုကအချိန်အားတယ်ဆိုရင်2မိနစ်တခါဝင်ပြီးတော့မှ mining လေးတွေတူပြီးတော့မှတွန်ပွိုင်လေးတွေ free ကောင်းစင်းလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီ game လေးကအခုချိန်ထိလည်းအမှန်တန်တွန်ပွိုင်လေးပေးနေသေးတယ်အရင်တော့ကလည်းပေးခဲ့တဲ့ game လေးဖြစ်လို့ကျွန်တော်ပြန်ပြီးတော့မှ share လုပ်ပေးရပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကအခုလိုမျိုးပဲ Telegram ကနေတော့ပါ game လေးတွေကစားပြီးတော့တွန်ပွိုင်တွေဒေါ်လာတွေကုန်စည်တင်တဲ့လူဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားနိုင်ပါတယ် Telegram မှာလည်းကျွန်တော်တွေ့ရတဲ့တန်ဒီ game တွေတင်ပေးနေတာဖြစ်လို့မို့ Telegram channel လေးကိုလည်း join ထားနိုင်ပါတယ်ခင်ဗျာစာဆုံးကြည့်ပြတော့အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ